အခုမှဝယ်တာ1000နဲ့23ချက်တောင်လားအကိုကြီးခမားယူနေတာလားတပြားတိုက်နေတာလားဘာလို့ဒီလောက်တောင်ဈေးကြီးရတာလဲဒါကစလစ်လည်းမဟုတ်ဘူးဘာကောင်းတာမို့လို့လဲအားလုံးပဲစိတ်မပူကြပါနဲ့နော်ကျမတို့ဆိုင်လေးကိုအခုလိုပြင်ဆင်လိုက်တာကကျောင်းရဲ့လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ဆောင်ပုဒ်ကိုအကောင့်ထဲပေါ်ဖို့အတွက်စားတောက်မှုအဆင့်တန်းကိုမြင့်တင်လိုက်တာပါလူတစ်ယောက်ကိုတပွဲလုံးမဲမှုထက်ယူစရာလည်းမလိုတော့ဘူးပေါ့ပြီးတော့တေးသက်လာပါတဲ့အပြင်စင်တွေနဲ့ရှင်တို့ရဲ့ထိခိုက်လွယ်တဲ့တိတ်ခါတရားကိုစောင့်ရှောက်ပေးထားတာပါဟာငါအခုမှသဘောပေါက်တော့တယ်ကျောင်းဝက်ဆိုင်မှာလင်းမမကိုတယောက်ကတိုင်းလိုက်တယ်ဆိုတာတကယ်ကြီးပဲပေါ့အဲ့ဒီတိတ်ခါတရားကိုအရန်ကယူဆိုင်လုံးနဲ့ငရုံးတယောက်ကြောင့်ငါတို့အားလုံးငါချက်တန်ဘူဖေးကိုစားခွင့်မရတော့တာပဲလူအုပ်ကြီးရဲ့အပြင်ဘက်မှာပိန်ပိန်ပါပါမင်းကလေးတယောက်မတက်ရက်နေတာကြားပြီးအဲ့ဒါချန်ရွေပဲလေသူကအမြဲတမ်းဆိုင်ပိတ်ခါနီးမှလာတက်ပြီးဟင်းသီးဟင်းရွက်တီးတက်မဲမှာစားလေးရှိတဲ့မင်းကလေးပေါ့သူကဈေးနှုန်းစည်ရင်ကိုငေးကြည့်နေတာတော်တော်လေးကြာသွားတယ်ဗာများလာမင်းမလဲလို့ထင်နေပေမဲ့သူဘာမှမမေးခဲ့ပါဘူးနောက်ဆုံးတော့သူလက်ထွက်သွားပြီးမုတ်ပြားနဲ့ဆန်ပြုတ်ပေးရတဲ့ဘေးကဆိုင်လေးစီကိုတိတ်တိတ်ဆိတ်ဆိတ်ပဲရှောက်သွားတော့တယ်လက်ချက်ထဲနဲ့မုတ်ပြားတစ်လုံးရဲ့ရေလိုကျင်းနေတဲ့ဆန်ပြုတ်တစ်ခွက်ရဲ့ပေါ်သူ့ရဲ့အထီးကျန်နေတဲ့ကြောပြင်လေးကိုကြည့်ပြီးငါရင်ထဲမှာတစ်ခုခုနဲ့ထိုးဆွဲခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်ဒီတစ်ခါတုတ်ပြန်လိုက်တာကမထိခိုက်တဲ့အပြစ်မဲ့သူတွေကိုပါထိခိုက်သွားစေပုံပဲဒါပေမဲ့ငါကောင်းမောကြည့်လိုက်တဲ့အခါဆိုင်မန်မှာရောင်ပြန်ဟန့်နေတဲ့ငါရဲ့ဟန်ဆောင်ပြုံးတွေနဲ့နောက်ွယ်ကဆူးရှနေတဲ့ကြောညာစာသားတွေကိုမြင်လိုက်ရတော့ရင်ထဲကတနာစိတ်တွေကအေးစက်မှုတွေဖြစ်ပြောင်းလဲသွားခဲ့တယ်တကယ်လို့စေတနာကိုအတိအမှတ်မပြုကြဘူးဆိုရင်လည်းအားလုံးပဲဒီလိုတေးသက်လာပမှုနဲ့တိတ်ခါရှိမှုရဲ့တန်ဖိုးကိုမြည်ဆန်းကြည့်ကြတာပေါ့နေ့လယ်12နာရီခွဲကျောင်းသားတွေစားတောက်တာအနှဲငယ်ကျဲသွားတဲ့အချိန်ကျမှဒီနေ့ရဲ့အဓိကဇက်ကောင်ကပေါ်လာတော့တယ်တွေ့လားဒါမှစတိုင်ကြတာလို့ခေါ်တဲ့တက္ကသိုလ်ကစားတောက်ဆိုင်ဆိုတာဒီလိုအဆင့်တန်းမျိုးရှိရမှာပေါ့ဟုတ်တယ်စီနာပြောတာကွက်တီပဲစီမီယာချမ်းကအမြဲတမ်းအဆင့်တန်းရှိပြီးမိမိအခွင့်အရေးကိုတောင်းဆိုတတ်တယ်လင်းဝန်အန်မင်းရဲ့အသားတွေကရွှေနဲ့လှုပ်ထားတာမို့လို့လားတပွဲကို3ချက်တန်တာကို13ချက်နဲ့ရောင်းရလားမင်းတပြတိုက်နေတာလားចောင်းသားချမ်းရှင်ထင်လွဲနေပါပြီကျမတို့ဒီလိုဈေးသက်မဲ့ရတာကရှင်ရဲ့တိတ်ခါတရားကိုအပြည့်အဝငှက်ညာပေးလို့ပါနော်ရှင်ကဝတ်သားနီချက်5ပွဲစားခြင်းနဲ့ဆိုရင်တိုက်ရိုက်ပဲမှာလိုက်လေတပွဲကို13ချက်ဆိုတော့5ပွဲမှာ65ချက်ပဲကြမှာပါတကယ်လို့10ပွဲစားချင်ရင်လည်း130ပေါ့ဒါကရှင်းအတွက်တော့အပြန်စားပဲမဟုတ်လားတခါတည်းအဝဝယ်ပြီးခုံမှာတေးတက်လာပါစွာနဲ့အေးဆေးသုံးဆောင်လို့ရတာပေါ့တန်းစီရတဲ့ဒုက္ခလည်းမရှိတော့သလိုဘေးလူတွေရဲ့အားကြတဲ့အကြည့်တွေကိုလည်းခံစားရမှာဆိုတော့ဒါမှတကယ်မျက်နှာပွင့်ပြီးအဆင်တန်းရှိတာမျိုးမဟုတ်ဘူးလားဟာအဲ့ဒီလူကသူ့ပဲကို5ချက်တန်ဘူဖေးကိုတိုင်လိုက်တဲ့ထူးဆန်းတဲ့တထေးသားဆိုတာပေါ့မင်းတယောက်တည်းတိတ်ခါမရှိဘူးထင်နေလို့ငါတို့တကြောင်လုံးတန်မိုးနဲ့စားစာတွေမစားရတော့တာမင်းယူနေတာလားမဟုတ်ဘူးနော်မင်းတို့ရှောက်မပြောကြနဲ့ចောင်းသားချမ်းစိတ်မဆိုးပါနဲ့အားလုံးကမကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူးရှင်းရဲ့စားနိုင်ရင်နဲ့ချမ်းသာတဲ့မိသားစုနောက်ခံကိုအားကြနေကြရုံပါတယောက်ကို188ချက်ပဲကြားတင်မှာဖြစ်ပြီးဒီနေ့အတွက်အထူးဟင်းပွဲ10မျိုးလုံးပါဝင်ပါတယ်ပြီးတော့အထူးပြုလုပ်ထားတဲ့အချို့ပွဲနဲ့နိုင်ငံခြားကတင်သွင်းတဲ့တတိဖြော်ရည်လည်းပါဝင်ဦးမှာပါကျန်းကျဲရဲ့တိတ်ခါကြမှုကငါထင်ထားတာထက်ပိုပြီးမြန်ဆန်တယ်လို့ပြည့်လဲပြင်းထန်ခဲ့တယ်အဲ့ဒီနေ့ညနေမှာလည်းကျောင်းရဲ့ website တစ်ခုလုံးပောက်ကွဲမတက်ဖြစ်သွားခဲ့တယ်။သူပဲလေမိမိအင်အားတစ်ခုတည်းနဲ့ငါတို့ရဲ့စားတောက်ရေးနိဗ္ဗာန်ဘုံကိုဖျက်ဆီးပစ်လိုက်တဲ့ပထမနှစ်ကထူးဆန်းတဲ့ကျောင်းသားတစ်ကျန်းကျဲရဲ့အချက်လက်တွေအားလုံးကျောင်းမှာပွင့်လင်းသွားခဲ့ပြီးငါပြောသားပဲသူကဘယ်လိုလုပ်အဲ့ဒီလိုလူမျိုးဖြစ်နိုင်မှာလဲသူကကျောင်းသမိုင်းတစ်လျှောက်ကျောင်းတက်လို့တလားတော့မပြည့်သေးခင်မှာတင်တကျောင်းလုံးရဲ့ဝိုင်းအာယုံစိုက်ပြီးဆဲဆိုခြင်းခံရတဲ့နံပါတ်1ကျောင်းသားအစ်စ်ဖြစ်လာခဲ့တဲ့ကျန်းကျဲကတော့သူကိုယ်တိုင်အခွင့်အရေးကိုကာကွယ်တာဖြစ်ပြီးအခွင့်အရေးကိုကာကွယ်တာဖြစ်ပြီးအဆင့်တန်းတစ်ခုကိုရှာဖွေတာဖြစ်ပါလျက်နဲ့ဘာလို့ဒီလိုအခြေအနေမျိုးအထိရောက်သွားရလဲဆိုတာစဉ်းစားလို့မရနိုင်အောင်ဖြစ်နေခဲ့တယ်ဒါနဲ့ပဲသူကပို့ပြီးမိုက်မဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြန်တယ်ကျောင်းဝက်ဆိုင်မှာအကောင့်တစ်ခုဖွင့်ပြီးကျောင်းအုပ်ကြီးရဲ့စာတိုက်ပုံးတွေကိုတွားရောက်တိုင်ကြားကြဖို့အားလုံးကိုလှုပ်ဆော်ခဲ့တယ်သူကမိမိကိုယ်ကိုထူးဆန်းတဲ့တိုင်ကြားသူအဖြစ်ကနေတရားမျှတမှုကိုဖော်ဆောင်သူအဖြစ်ဟန်ဆောင်ပြီးများဦးအားလုံးကိုငါစီလက်ပေးဖို့ကြိုးစားခဲ့တယ်ခဏလေးတွင်းပါတယ်ငါ့ကိုဈေးနှုန်းတွေတမင်မြင့်တင်ပါတယ်ဆိုပြီးတိုင်ကြားတဲ့စာတွေကကျောင်းအုပ်ကြီးဝမ်ရဲ့စာတိုက်ပုံးတွေကိုနှင်းပွင့်တွေလိုပဲတဖွဲဖွဲရောက်ရှိလာခဲ့တော့တယ်ဒါနဲ့ပဲကျောင်းအုပ်ကြီးဒါကကျမပြင်ဆင်ထားတဲ့အချက်လက်တချို့ပါဟုတ်ပြီးကျောင်းအုပ်ကြီးကြည့်လိုက်ပါဦးစားတောက်မှုအဆင့်တန်းမြင့်တင်ပြီးတဲ့နောက်မှာကျောင်းသားတွေထက်ခါတလဲလဲဟင်းလာယူကြလို့ဖြစ်ပေါ်လာတဲ့ဆိုးရွားတဲ့အခြေအနေတွေကိုစူးစီးထားတာပါ